တဲ့တရားရဲ့မြတ်စွာဆရာကြီးနဲ့ပြောလွင်ခဲ့ပါတယ်ချိန်တို့လွှမ်းရင်ခဲ့ပြီးနေသွဲမြတ်စွာဆရာဘုံတော်မင်းသားတရားမှာပဲဖြစ်ပါတယ်ဘယ်လိုလဲတော့သွားတဲ့စဉ်းစားများပါဘယ်လိုပဲဆက်လို့ထဲမင်းရှိခဲ့ရင်သိပြီးကောင်းမယ်ဟိုတွေနဲ့